ပုတ်လီယိုဆိုတာဘာလဲဘေကလဲခုထပ်ပေါ်လာတဲ့ပုတ်လီယိုရဲ့မူလနာမည်က Robert Francis Prevost ဖြစ်ပါတယ်1955ခုနှစ်မှာဖွားတာမို့တက်တော်69နှစ်ရှိနေပြီဖြစ်ပါတယ်မြောက်အမေရိကတိုက်ရဲ့ပထမဆုံးပုတ်ရဟန်းဖြစ်လာတဲ့ပုတ်လီယိုဟာပီရူးနိုင်ငံသားခံယူထားသူဖြစ်ပါတယ်ပီရူးနိုင်ငံအနောက်မြောက်ပိုင်းမှာသင်းအုပ်ဆရာအဖြစ်၎င်းဓမ္မကတိကဘာသာရေးဆရာအဖြစ်၎င်းနှစ်ပေါင်းများစွာကြာအောင်တသနာပြုခဲ့သူလေးဖြစ်ပါတယ်။ခုပြန်လွင်လာတဲ့ပုပ်ဖရန့်စစ်ကိုယ်တိုင်က Robert Francis Prevost ကို Bishop အဖြစ်၎င်း Cardinal အဖြစ်၎င်းတာဝန်ပေးခဲ့ပါတယ်။ Robert Francis Prevost ဟာ Cardinal တွေကြားလူသိများထင်ရှားသူဖြစ်ပါတယ်။ Bishop ရွေးချယ်ရေး Bishop တွေကိုအနီးကပ်ကြီးကြပ်ရေးတာဝန်ယူထားရသူလည်းဖြစ်ပါတယ်။တမိုင်းကြောင်းလာခဲ့သူမို့အခုလို2ရက်နဲ့ရွေးချယ်ခံခဲ့ရတယ်လို့လည်းတချို့တွေကပြောဆိုကြပါတယ်။အရင်ကတာဝန်ယူထားရတဲ့ပုပ်ရဟန်းမင်းကြီးတွေရဲ့လုပ်ငန်းစဉ်တွေကိုဆက်လက်လှုပ်ဆောင်ဖို့ဂတိကဝတ်ပြုခဲ့ရုံသာမကပဲပုပ်ဖရန့်စစ်ရဲ့ဝါဒတွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်